ခုက27နှစ်နဲ့သွေးလို့ဖြစ်တယ်ကြောက်ကက်ရောင်တယ်ဘယ်လောက်ကြာလဲသိလားနှစ်လပဲရှိသေးလား တကူလာလောက်တော့မစား လေးလာပဲအင်းနဲ့လက်ချွတ်နေတာမျက်နှာလေးလိုအန်းလာတာဘယ်လောက်ကြာလဲမျက်နှာကြီးဖောင်းလာတာ စဖြစ်နေတယ်တကူလာကနေစတော့မျက်နှာရင်စ ရရက်တော့လာ မတော့ဘူးစား မျိုးရိုးကသွေးလို့ရှိရလား အဲ့လိုသူတို့မရှိဘူးစား အပင်းငယ်ချတော့ဒါစားတယ်နေတိုင်းစားတာ ငန်းတော့ကြိုက်တယ် အငန်ကြိုက်လို့ပါအငန်ကြိုက်လို့ပါဒါကအငန်ကြဖြစ်ခုလည်းမသွေးတိုးနေတာ ဟုတ်တယ် အငန်လေးဖြတ်လေခုမနဲ့ပါစားရတာ နဲ့ခမင်းစားရ အဲ့ဒီဒီနေ့ဘာလဲစားတော့ပြစားတာပြဟင်းရပါဟင်း စင်းကြော်ရဲ့ ဒီကကြော်ပါ ကျက်ပြီးကျက် ခင်းကြီးချက်ပါတယ်ငပိပါ အမိပါဘူး အကျော်ပါတယ်ကျော်ပါကျော်စားတာ အကျော်ဖြုံးကြော် ပြုံးကျ ဟမ် ပြုံးကျ ပဲပြောကျော်ဟဲ့ ပဲပြုံးကျ ပဲပြောကျော်ဟုတ်ပြီအဲ့နေတိုင်းကျော်စားလား အဲ့လိုစားလို့ဆရာ စားငပိငချောက်က စားခုဖြစ်တော့ ခုဖြစ်တော့မစား စားအရင်တော့ကြတော့ ရင်းတော့စား နေတိုင်းလို့စားတာအိမ်မအဲ့လိုစားနေတိုင်းစားရလားကဲတွေးလို့တော့ဖြစ်တာဒီကမင်းရနော်ခုလည်းမင်းတွေးတိုးနေတယ်စေးတောင်းနေမင်းတွေးရမကြောက်နော်အဲ့တော့တွေးကြလေဒီကမင်းပြောင်းရမှာနော်ကဲငယ်ရွယ်နဲ့တွေးတိုးတော့27ပဲရှိသေးတယ်မျက်နှာကြီးအ6တွေလည်းရောင်းတယ်နော်ခုရောရောက်တာ ဒီတင်မဆုံလေးတွေ ကြာ နဲ့ ရှိအောင်နော် တင်မဆုံလေးတွေ ဟုတ်ကဲ့ဟောရောက်နော် ကောင်း အေးဒီ short တော့နော် ဟုတ်စား အေးတက်ရွယ်ရမလို့ငယ်လေးရှိတယ်နော် ဟုတ်ကဲ့ အေးပါတော်ဒီဘက်ကပေးတဲ့ဆေးတွေကိုပြန်ညှိပေးမယ်နော်ပြောတယ်နော်